online မှာဟောကြားတော့သင်္ချာဆရာဤမိဂုံကိုမြတ်ဗုဒ္ဓကဖြေချခြင်းအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားလက်ထက်ကခဏကမောက္ကလတာဆိုတဲ့သင်္ချာဆရာတို့ရှိတယ်ကျောင်းသားတွေကိုသင်္ချာတတ်သင်ပေးတဲ့ဆရာခဏနဲ့ခဏပညာနဲ့အသက်မွေးတယ်လို့လည်းခေါ်အရေးအတွက်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကဏနာစီဝသင်္ချာတတ်ပညာနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်လို့သူရဲ့မိဂုဏ်တွေကိုမြတ်စွာဘုရားဖြေထားတာလေကဏကမောက္ကလနာသုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားလို့ရှိတယ်သူမိဂုဏ်တွေကလည်းပဲအသင်ယုတ်တိရှိတဲ့မိဂုဏ်တွေဖြစ်တယ်မြတ်စွာဘုရားရဲ့ဖြေဆိုမှုကလည်းပဲအဝတ္တန်ရှင်နေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မသနာယူကြည့်ကြရအောင်မြတ်စွာနိကေမှာကဏကမောက္ကလနာသင်္ချာဆရာဖြစ်တဲ့မောက္ကလနာပုံနာသူရဲ့မိဂုဏ်တွေကိုမြတ်စွာဘုရားကဖြေကြခဲ့တာဗုဒ္ဓဝါဒရဲ့ကျင့်စဉ်တစ်ခုကိုဖော်ညွှန်းတာပဲဖြစ်တယ်အဲ့တော့ဒီသုတ္တန်ရဲ့အမေးဖြေကအစဉ်အတိုင်းကျင့်ရတယ်ဆိုတာသူလမ်းစဉ်နဲ့သူတဖြည်းဖြည်းချင်းသင်သွားတယ်ဆိုတာကိုဖော်ညွှန်းထားတာဖြစ်လို့ဘုရားသာသနာတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့လည်းပြောလို့ရတာပေါ့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းသာသနာ့ဘောဝင်ပြီးတော့အဲ့နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီလမ်းကြောင်းတိုင်းသွားကြတယ်နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့လမ်းဆုံးပန်းတိုင်ထီအောင်သွားတဲ့နိစ္စနစ်တွေကိုဒီထက်မှမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့တော့ Buddhist practice လို့ Buddhist practice ဘုရားဘာသာရဲ့ကျင့်စဉ်တစ်ခုဆက်လိုက်ကျင့်သွားတဲ့ကျင့်စဉ်တစ်ခုနော် the way of Buddhist practice ကျင့်ရမယ့်လမ်းစဉ်ကိုဖော်ညွှန်းတာဖြစ်တော့ဘုရားဘာသာရေးအနေနဲ့သိလိုက်တဲ့သုတ္တန်တစ်ခုလို့ယူဆရတယ်ဒါကြောင့်လို့ဒီသုတ္တန်ရဲ့နိဒန်းကစပြီးတော့ပြောမှဆိုရင်မြတ်စွာဘုရားကသာဝတိမြို့ရဲ့အရှိဘက်မှာရှိတဲ့ဝိသခကျောင်းမှာကြီးဆောက်လို့လှူဒန်းထားတဲ့ပုပ္ပယုံကျောင်းပုပ္ပယုံဆိုတာပုပ္ပရာမပုပ္ပဆိုတာရှေ့သာဝတိမြို့ရဲ့အရှိဘက်မှာရှိတယ်စေတဝန်ကျောင်းကတောင်ဘက်နောက်ထောင်မှာရှိတယ်နော်ပုပ္ပယုံကျောင်းကသာဝတိမြို့ရှေ့တကားနေထွက်ပြီးတော့သွားတော့ရှေ့ဘက်အစိရဝတိမြေကံပေးမှာရှိတယ်အဲ့ဒီမှာသာဝတိမြို့ရဲ့ရှေ့ကျောင်းမှာဝိသခာလို့နာမည်ရှိတော့လည်းပဲသာဝတိရောက်တဲ့အခါကျတော့မိဂရမတာဆိုတဲ့နာမည်နဲ့ဒီနာမည်ကိုယူထားတာအဲ့ယူထားတဲ့နေရာမှာအကြောင်း2မျိုးတော့ပြောလို့ရတယ်အများသိကြတဲ့အကြောင်းကမိဂရတထေရဲ့ရောက်ခမတော်တာဝိသခာရဲ့ရောက်ခမမိဂရတထေအဲ့ဒီတထေကြီးကိုတရားဓမ္မသိရှိအောင်ဝိသခာရဲ့ဆွမ်းဆောင်နိုင်မှုကြောင့်ဝိသခာကိုသူ့အမေအရာသူ့ရောက်ခမကသူ့အမေအဖြစ်သဘောထားပြီးတော့ဆက်ဆက်တာမို့အဝိသခာမိဂရမတာမိဂရရဲ့မိခင်လို့သူတို့ဆိုတယ်အဲ့ဒီတဲ့ပိုယုတ်တိရှိတာတော့ဒါလည်းသူ့ဟာနဲ့သူဟုတ်နိုင်တာပဲလေပိုပြီးယုတ်တိရှိတာတော့ရောက်ခမအမျိုးရဲ့နာမည်တွေမှာမိဂဆိုတာပါတယ်ဒါသူတို့ရဲ့စာလိပ်ဖြစ်ခြင်းဖြစ်မှာပေါ့နော်မိဂဇာလာတို့နော်မိဂရာတို့အဲ့ဒီမိဂဆိုတဲ့အသုံးမိခသာလာတို့ဒါတွေကသူရောက်ခမဘက်ကမျိုးရိုးနာမည်တွေဖြစ်နိုင်တယ်ပေါ့မျိုးရိုးနာမည်တွေဖြစ်နိုင်တယ်အဲ့ဒီမဲ့ဝိသခာအိမ်အောင်ကြပြီးတော့ပထမဆုံးမွေးတဲ့ကလေးကိုမိဂရလို့နာမည်ပေးထားတာဖြစ်တယ်ဝိသခာကသာသမီ20ဖွာတယ်သူသာသမီကို20
ဒါမို့ဝိသခာဟာအချမ်းရလွန်များတယ်ဝိသခာဝိတတိဗုဒ္ဓနတ္တသစတုရောတတာသာသမီက20အထက်ပွားတော့မြေက400အဲ့ဒီကနေတစ်ဆင့်ပွားတော့သူရဲ့မြစ်တွေက8000လောက်ရှိတယ်သူဆိုတယ်အရောဂဗုဒ္ဓဝိသခမိသားစုဟာကျမကြီးလည်းကောင်းကြတယ်မိသားစုတွေမှာလည်းပဲအဲ့ဒါမှကျမကြီးကောင်းကြတယ်လို့ဆိုတယ်အဲ့တော့ဝိသခအိမ်မှာနာအေးမရှိဘူးလားဆိုမရှိဘူးတော့မဟုတ်ဘူးဥဒနာပါဠိတော်ထဲမှာသူအမတမအာကိုတဲ့ဝေယဝစ္စကိုလုပ်တဲ့သူ့ရဲ့ပြေကလေးမလေးဆုံးသွားတဲ့အခါမှာမြတ်စွာဘုရားစီရောက်လာတယ်ပြည့်ရည်ဆက်လက်နဲ့ဘုရားစီရောက်လာတာအဲ့ဒီဇာလန်လေးပါတော့ဝိသခသူ့မိသားစုတွေအဆုံးတာရှိတယ်ဆိုတာသိရတယ်ပေါ့နော်အဲ့တော့ဝိသခကိုမိဂရလို့ခေါ်တာသူ့ရဲ့သားဦးရဲ့နာမည်အနေနဲ့မိဂရရဲ့မိခင်ဆိုတဲ့နာမည်ခေါ်လို့ရှိရင်ရိုင်းမှဆိုလို့ဒီလိုခေါ်ရလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့သူဆောက်ထုတ်တဲ့ပြတ်သက်ကြီးကိုလည်းမိဂရမာတုပါတာတာမမပြေမှာကပြတ်သက်လို့ပြောလိုက်တာနဲ့တကယ်နဲ့အချွန်တက်တွေပဲသွားမြင်နေသို့တော့အဲ့ဒီမှာဆောက်တာတော့ချွန်တက်တွေနဲ့ဟုတ်ဖို့မရအချွန်တက်ပါရင်ကုဒါခါရတာလာလို့ခေါ်တယ်အုတ်တိုက်ပဲဖြစ်ပါတာရဆိုတာဗမာအသုံးတွေကလွဲနေတယ်လို့ထင်ရတယ်ပေါ့နော်ပါတာရဆိုတာသူတို့အိန္ဒိယနိုင်ငံမှာအုတ်နဲ့တိဆောက်ထားပြီးတော့ရှင်းရှင်းလင်းလင်းအုတ်တိုက်ကြီးတွေဆောက်ထားတယ်အဲ့ဒါတွေကိုပဲပါတာရလို့ခေါ်ကြတာဒီမှာတော့ပြတ်သက်လို့ပြောလိုက်တာ ਨੇ အချွန်နေတက်တွေနဲ့အဲ့ဒါတွေပဲသွားပြီးတော့မျက်စိနဲ့မြင်နေပါတာရဆိုတဲ့စကားလုံးကအိန္ဒိယလာတဲ့စကားလုံးပဲသူ့ရဲ့ပါတာရကပါဠိလင်းလင်းချင်းချင်းနဲ့ကြည်ပြောရှုပြောရှုတဲ့အဆောက်အဦလို့ဒီလိုဆိုကောင်းဆိုလိုက်နော်လင်းချင်းနဲ့တော့ပါတာရကိုသူတို့အတန်နဲ့ဆိုပရာစာဒပါကပရဆိုတဲ့အတန်နဲ့ထွက်တယ်ပရာစာဒအဲ့ဒီပရာစာဒကိုမြမကပြတ်သက်လို့ခေါ်လိုက်တာဟုတ်တွေ့ဦးကြလိုက်မယ်ပြတ်သက်ကိုရေးတဲ့အခါမှာဓာတုဤတတ်ထားတာနောက်ကပြတ်သက်ဆိုတာပတ်တော့ရေးချနောက်ကတာရေးချတာဓာတုဤတတ်ထားတာဘာဖြစ်လို့ဆိုပါတာဓာတုနဲ့အဲ့ဒါကိုခေါ်လိုက်တာပြတ်သက်ဆိုတဲ့စကားလုံးဒါတော့ဟောရတာခုဆက်ခြင်းပဲဘယ်ဘာသာဆိုရှိတယ်ဒါကိုအတွက်အသုံးတစ်ခုရတာပဲဟောတာတစ်ခုရတာပေါ့အဲ့တော့ဝိသခာဆောက်ထားတဲ့အကြောင်းကိုမိဂရမာတာပါတာထမိဂရမာတုပါတာထမိဂရမာတာပြတ်သက်ဆိုပြီးတော့ရဟန်းသံဃာတွေသတင်းသုံးတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးပြောထားတာတော့ပကံကသဗ္ဗညုဖရာဟာဝိသခာပြတ်သက်ပုံဆောက်တယ်လို့အပေါ်မှာဘုရားတဲ့ထားတယ်ပေါ့နော်အခန်းပေါင်း1000ရှိတယ်ဆိုပြီးပြောကြတယ်တူမတူကတော့ကိုမမြင်ဘူးတော့ပြောလို့မရဘူးဒါတော့အဲ့လိုဆိုတယ်ပေါ့သဗ္ဗညုဖရာဟာဝိသခာပြတ်သက်ပုံစံဆောက်တယ်လို့အပေါ်တော့ဘုရားတင်ထားတာနေမှာပေါ့အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာသတင်းသုံးနေတဲ့အချိန်မှာဒီသင်္ချာအတ္တသင်ကုခေတ္တသင်္ချာပမောက္ခလို့ခေါ်ကြခေါ်မှာပေါ့သင်္ချာကထိကလို့ခေါ်ကြခေါ်မှာပေါ့ပါဠိလိုတော့ခဏကလို့ပဲသုံးတယ်အဲ့ဒီမောက္ခလနာဆိုတဲ့ပုံနာမြတ်စွာဘုရားစီရောက်လာတယ်ရောက်လာပြီးတော့
မြတ်စွာဘုရားနဲ့ဖော်ဖော်ရွေနှုတ်ဆက်စကားပြောပြီးတနေ့ရမှထိုင်အဲ့တော့ဘုရားစီလာကြတဲ့ပုဂ္ဂိုလ်တိုင်းကဘုရားဥကိုချတာမဟုတ်ဘူးဒီသင်္ချာစရာကြီးရတယ်ဘုရားစီရောက်လာပြီးတော့ရှင်ကြီးကြီးပဲနှုတ်ဆက်စကားပြောပြီးဘုရားရှိမှထိုင်နေတာအဲ့တော့သူဝှချခြင်းမှချမှာပေါ့အဲ့တော့ဘုရားစီရောက်လာတိုင်းဘုရားဘာသာလည်းမဟုတ်ဘူးသူကြိုက်တယ်လို့ထိုင်တယ်အဲ့တော့သူလာပြီးတော့ဘုရားနဲ့လာတွေ့တဲ့သဘောပဲမိတ်ဆွေသဘောမျိုးလာတွေ့တာဟိုလိုနှစ်ချိုက်ကြီးရှိခိုးဥချပြီးတော့ထိုင်တာမဟုတ်ဘူးစကားစပြီးပြောနှုတ်ဆက်ပြီးတော့ဒါဘုရားလည်းပဲဖော်ရွေတယ်သူကလည်းဖော်ရွေတယ်မြတ်စွာဘုရားဖော်ရွေတယ်ဆိုတာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးပြောထားတာရှိတယ်မြတ်စွာဘုရားဟာမိဟိတပုပ္ပင်ကမစကားပြောတော့မယ်ဆိုပြုံးပြီးပြောလို့ရှိတယ်အေဟိသောကတဝါရီဘယ်သူပဲရောက်လာစိတ်ပြတ်မသွားဘူးဘုရားစီရောက်ရင်ဖော်ရွေလာပါထိုင်ပါမြတ်စွာဘုရားလို့ပြောတယ်ဒုက္ခတမ္ပါတာစကားပြောဖို့ရအမှန်တမ်းလွယ်တယ်ဘုရားဆိုပြီးတော့မမနာကြီးတစ်ခွဲသားနဲ့ဒီလိုနေတာမဟုတ်ဘူးဘုရားနဲ့တွေ့တဲ့အခါမှာဖော်ရွေတယ်လို့ဆိုလို့ပေါ့နော်အဲ့ဒီစကားလုံးလေးတွေရှိတယ်အဲ့တော့တကြောင်ဘုရားစီကိုလာကြတယ်ဘုရားဘာသာမှလာတာမဟုတ်ဘူးဘုရားဘာသာမဟုတ်လဲလာတယ်လာပြီးတဲ့အခါမှာသူကစပြီးဆွေးနွေးတယ်အရှင်ဂေါရမတဲ့ဟောဒီကတ္တကျောင်းဆောင်ကြီးဟာလုပ်ငန်းနဲ့ပြောမယ်ဆိုရင်အစဉ်စဉ်လုပ်ထားတာပဲဖြစ်တယ်ဖောင်ဒေးရှင်းချပြီးတော့အစဉ်စဉ်ဒီပြတ်သက်ခြင်းတက်တာနော်အစဉ်စဉ်လုပ်ထားတဲ့လုပ်ငန်းစဉ်ရှိတယ်တဲ့နောက်ပြီးတော့ကျွန်ုပ်တို့ပုံနာတွေမှာလည်းပဲပြမနာတွေမှာလည်းပဲဖေးတင်သင်ကြားပေးတဲ့အခါမှာအစဉ်စဉ်သင်ကြားပေးတာရှိတယ်သူအတန်းလိုက်ပေါ့နော်စဉ်စဉ်သင်ရတယ်တဲ့တခါလေးအတက်သင်နဲ့ညာပြည့်သိချင်းတဲ့ကြောင့်တွေကလည်းပဲသူအစဉ်စဉ်ပဲသင်ရတယ်တဲ့ကျွန်ုပ်တို့သင်္ချာသမားတွေကလည်းပဲသင်္ချာသင်လို့ရှိရင်တဲ့အစဉ်စဉ်ပဲသင်တယ်သူအစဉ်နဲ့သူသင်သွားတာအဲ့ပထမသင်္ချာကျောင်းသားတယောက်ရလာပြီဆိုလို့ရှိရင်တဲ့ပထမဆုံးအနေနဲ့စပြီးဆိုခိုင်းတာပါဆိုခိုင်းတစ်တတိတစ်ဆိုတာစဆိုခိုင်းတယ်ဧကံတစ်တတိတစ်နှစ်တတိနှစ်သုံးတတိသုံးအဲ့ဒီကနေပြီးတော့တစ်နှစ်သုံးလေးကနေစပြီးတော့နောက်ဆုံးမှာရှည်အတွက်ခိုင်းနေပို့ပြီးတော့ခဏနေတိုးပြီးတော့ရေးအတွက်ခိုင်းနေရှားထောင်ထိအောင်ရေးအတွက်ခိုင်းနေအဲ့လိုစပြီးတော့တဖြည်းဖြည်းချင်းခက်လာအောင်သင်္ချာလေးကိုအဲ့လိုသင်ပေးတယ်တဲ့အဲ့ဒီလိုအခုလိုအတ္တပညာသင်တဲ့အခါမှာအစဉ်စဉ်လောက်ရတယ်လို့အရှင်ဘုရားရဲ့ဓမ္မဝိနည်းဆိုတဲ့ဓမ္မနဲ့ဆုံးမတဲ့ဒီအဆုံးမသာသနာမှာလည်းပဲအစဉ်တိုင်းသင်ယူဖို့အစဉ်တိုင်းသင်တဲ့စနစ်ရှိပါသလားဒါမေးတာနော်အစဉ်တိုင်းသင်တဲ့စနစ်ရှိသလားရှိတယ်လို့ပြောနိုင်သလားဆိုတော့မြတ်စွာဘုရားဖြေတာရှိတာဘောတဲ့ဘာနဲ့ဥပမာတူလို့ဆိုရင်မြင်အတ္တသင်ဆရာတွေဟာအာဇာတိအာဇာတိမြင်မျိုးကောင်းရလာပြီဆိုလို့ရှိရင်ပထမဆုံးစကြဝဠာနေစားပြီးတော့သင်ပေးတယ်
မြင်နိုင်မှုရဇက်ကအဓိကပေါ့နော်ဒါကြောင့်မြင်ပါဇက်ထဲမှာတန်ချက်တန်ကျိုးထည့်ပြီးတော့အဲ့ဒီမြင်ကိုပထမဆုံးသင်တယ်အဲ့ဒါကစသင်တယ်ခိုင်နေဟိုသွားတိသွားစကြိုးကံပြီးတော့အမြတ်စွာဘုရားကမုခဒါနလို့ခေါ်တယ်စကြိုးကနေစပြီးတော့ခိုင်းသမျှလှုပ်တော့ဘယ်လောက်ထိအောင်ခိုင်းလို့ဆိုရင်ဆရာတွေကအင်းကိုပြရခိုင်းတာတွေတို့နော်ကြပဲပေါ်ပြေးတာတွေထိအောင်နောက်ဆုံးမှမြင်တတ်တဲ့နေရှိတယ်မြင်တတ်တဲ့အတတ်တဲ့ကလည်းပဲအများကြီးရှိတယ်မြင်စီအတတ်ကလည်းအများကြီးရှိတယ်ဗမာရဆွေနဲ့မှာအင်းဝခိကအင်းဝဘုရင်ဒုတိယမင်းကောင်းဟာမြင်စီတတ်18မျိုးတတ်တယ်လို့ဆရာဆွေစာအုပ်ထဲမှာဆိုထားတယ်ပြေးနေတဲ့မြင်းကိုနောက်ကနေလိုက်ပြီးခုန်တက်နိုင်တယ်တော့အဲ့လိုထိကျွမ်းတယ်ပေါ့မြင်းပြေးနေတော့မတက်ရတယ်ပြီးတော့မြင်းကြောပေါ်မှာစီးရင်မြင်းပိုက်အောက်ကနေလှည့်ပတ်ပြီးတော့ကြောပေါ်ပြန်တက်တယ်အဲ့ဒါတော့ကျွမ်းတယ်လို့ပြောတာပေါ့ဘောလှမ်းနဲ့လှမ်းထိုးရင်သူကမြင်းအောက်ဝတ်လိုက်တယ်မြင်းပိုက်တော့ပတ်တော့ဝတ်လိုက်တယ်တော့အဲ့လိုဒုတိယမင်းကောင်းဆိုတဲ့ဘုရင်ဟာမြင်းစီတက်18မျိုးတက်တယ်လို့အဲ့လိုဆိုထားတာရှိတယ်အဲ့လိုမြတ်စွာဘုရားဥပမာအနေနဲ့ပြောတာအာဇာနည်မြင်းတဲ့ကောင်ကိုသင်လို့ရှိရင်မုခဒါတာဆိုတဲ့ဒီပါဇက်မှာတန်ထဲပြီးတော့စပြီးတော့အဲ့ဒီကနေစပြီးတော့ကြိုတက်ပြီးတော့စသင်တာတဲ့အဲ့ဒီတိုင်ပဲတဲ့ဆုံးမရမယ်တပည့်တူရလို့ရှိရင်တို့ကလည်းပဲအစင်းတိုင်းပဲသင်တယ်ကျောင်းသားသိရောက်လာလို့ရှိရင်ဘာစားဆိုတော့မြတ်စွာဘုရားသင်္မုန်ကြီးပြတာအိဟိတွံဘိက္ခုသီလဝဟောဟိသာသနာ့ဘောင်ဝင်လာပြီဆိုလို့ရှိရင်လာအင်းပထမဆုံးကိုကျင့်သီလနဲ့ပြည့်စုံဒီလိုကျင့်နော်ကိုကျင့်သီလနဲ့ပြည့်စုံဒီလိုကျင့်ပါတိမောက္ခသံဝရတံဥတောပါတိမောက္ခသံဝရတံဥတောဝိဟရဟိကိုကာဝဲဆောင်းလျှောက်ပေးနေနဲ့ကိုချင်းတရားတွေနဲ့ထိမ့်သိမ်းဆောင်းလျှောက်ပြီးတော့နေအာစာရခောစာရတပ္ပနောကိုလုံးရမဲ့အလုပ်ကိုလုပ်ကိုရဲ့နယ်ပယ်အတွင်းမှာပဲနေအာစာရခောစာရဆိုတာအာစာရဆိုတာကိုလိုက်နိုင်ရမဲ့အချက်ခောစာရဆိုတာကိုရဲ့နယ်ပယ်အဲ့တော့လောကမှာကိုယ်တပည့်နဲ့ကိုနေရတာဘုန်းကြီးကလူတွေလှုပ်ထဲသွားရှုပ်ရင်အဲ့ဒါခောစရာမဟုတ်တော့ဘုန်းကြီးကဘုန်းကြီးနယ်ထဲမှာပဲနေဘုန်းကြီးလှုပ်သူတို့ဆိုလိုတာပေါ့နော်ကုံတယ်ကလည်းကုံတယ်လှုပ်ပဲလှုပ်လေသမားလည်းလေသမားလှုပ်သူများတဲ့ဝေမရှုံတဲ့တို့ဆိုလိုအဲ့ဒါပြောအာသရခောစရတမ္ပနောနော်ကိုလုံးပဲအလုပ်ကိုလုံးကိုယ့်ရဲ့ဖောင်တွင်းမှာပဲနေလို့ပြောတာဖောင်မကြော့သေးနဲ့ဒါသိအရေးကြီးတာပေါ့ဖောင်ကြော့ပြီဆိုရင်ပြဿနာတက်မှာပဲလေဘုန်းကြီးကလူလှုပ်သွားလို့ရင်တဲ့ခံမှာပဲဒါသိကြတယ်အဲ့တော့ဘုန်းကြီးလှုပ်ဘုန်းကြီးပေါင်းထဲမှာပဲနေကိုလုံးအောင်ကိစ္စကိုလုံးဒါကိစ္စဘဒုယုံဆိုတာကိုကိစ္စပဲကိုလုံးအောင်နော်လို့ဆိုလို့ကိုလုံးမဟုတ်တော့အဝင်းရှုံရင်မရအဲ့တော့မြတ်စွာဘုရားသာသနာ့ဘောင်ရဟန်းတော်ဝင်လာရင်မင်းသီလနဲ့ပြည့်စုံနေအဲ့သီလဆိုတာပฏิဘောခပလာတဲ့သိက္ခာပုဒ်တွေတိုင်းကျင့်ရမှာကဓာရိပြီးတော့ကိုယ်ပေါင်းအတွင်းမှာပဲကိုနေသူများနဲ့ပဲကိုမခုနဲ့အာစာရခောစရတမ္ပနောအနုဝတ္တိဝိသေတုပြယတ္တသာဝိသမရယသိက္ခတိသိက္ခာပရိတုသတ်မှတ်ထားတဲ့ဥပဒေစည်းကမ်းတွေပေါ်မှာအသေးဖွဲရစပြီးတော့မချိုးဖောက်နဲ့အသေးဖွဲရစပြီးတော့အပြစ်လို့ရှုမြင်ပြီးတော့နေအသေးဖွဲရစပြီးတော့
အပြစ်မှန်သမျှကိုဖေးရအနေနဲ့တစ်ခုအနေနဲ့ကြည့်ရှုပြီးတော့နေရမယ်အဲ့ဒါစာသင်တာပဲအဲ့ဒီလိုနေထပ်ပြီးဆိုတဲ့အခါကျတော့တဆင့်တက်တယ်သီလနဲ့ပြည့်စုံပြီယန္တိလုံးဝမဲ့လုပ်ကိုလှုပ်တတ်လာပြီယန္တိရဲ့အနေထိုင်ဘောင်တွင်းမှာပဲနေတယ်သိက္ခာပုဒ်နဲ့ပတ်သက်ပြီးဂရုစိုက်တတ်လာပြီဆိုရင်နောက်တစ်ဆင့်တက်ယဟန်လားဒီနေ့ကနေစပြီးတော့မျက်စိနာနာလျှကာယလို့ခေါ်တဲ့ဓဝရ6ပါးဣန္ဒြေ6ပါးတကားလုံအောင်ဆောင်လူရဲ့ခန္ဓာကိုယ်မှာတကား6ပေါက်ရှိတယ်မျက်စိကနေပြီးတော့ဒါတင်စားပြီးတော့သုံးတဲ့တကားပေါ့ထိုးဆိုတကားဆိုတင်စားပြီးတော့သုံးတယ်မျက်စိကနေပြီးတော့ဆင်းအာယုန်တွေဝင်လာမယ်မျက်စိကမြင်တာကိုပြောနော်နားကအတန်လေးဝင်လာမယ်နှာခေါင်းကအနတ်ဝင်လာမယ်တော့ကမှာမျက်စိနဲ့မြင်ရတဲ့အဆင်းရှိတယ်နားနဲ့ကြားရတဲ့အသံရှိတယ်နှာခေါင်းနဲ့နှမ်းရှူရတဲ့အနံ့ရှိတယ်လျှာနဲ့သိရတဲ့ရတာရှိတယ်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ရှိတယ်စိတ်ကူးကြံစည်ရတဲ့အာယုန်တွေရှိတယ်အဲ့ဒီအာယုန်တွေဟာဒီ द्वार ကနေစဉ်စဉ်ပြတ်ဝင်နေမှာပဲဟုတ်တယ်လေလူဆိုတာပဲရှိတာနောက်ကျောကဘာမှဝင်မှာမဟုတ်ဘူးဝင်တာမျက်လုံးကဝင်တယ်နားကဝင်မယ်နှာခေါင်းကဝင်မယ်လျှာဝင်မယ်ကိုယ်ကဝင်မယ်စိတ်ကဝင်ကိုယ်လည်းစဉ်းစားကြည့်အဲ့ဒါဝင်ပေါက်တွေပဲအဲ့ဒီဝင်ပေါက်တကားတွေကိုလုံအောင်ဆောင်လို့ပြောတာဝင်ပေါက်တကားတွေကိုလုံအောင်ဆောင်ဆိုတော့ဘယ်လိုလုပ်ရမှာတော့ဆိုတော့မျက်စိနဲ့အဆင်းမြင်ပြီးဆိုရင်မင်းပုံသဏ္ဍာန်นี่မမှတ်နဲ့ဩငါမျက်နှာမျိုးသမီးကိုမြင်တယ်ဘသူမြင်တယ်ဘယ်ဝမြင်တယ်အဲ့လိုပုံပန်းသဏ္ဍာန်นี่မမှတ်နဲ့မြင်တယ်ပဲထားဘာလို့ပြည့်စံမျက်နှာကပဲလို့မျက်ခုံးကပဲလို့လက်ကပဲလို့အသားကဖြူတယ်အသားမဲတယ်အရာမောင်းဒါတွေမကြည့်နဲ့မြင်တဲ့အရာတိုင်းမှာလိုက်ပြီးတော့မကြည့်နဲ့လို့ပြောတာနော်ဒါမျက်စိကိုသတိထားပြီးတော့ဆွမ်းလျှောက်တယ်အဲ့ဒါတွေမကြည့်နဲ့တဲ့ယတဝတိကရဏမေနအိန္ဒြိသက္ကုန္ဒရိယအတ္တဥတ္တဝိဟရန္တအေးမျက်စိကိုထိမ့်ထိမ့်သိမ့်သိမ့်မနေဘူးဆိုလို့ရှိရင်တဲ့အဲ့လိုထိမ့်ထိမ့်သိမ့်သိမ့်မနေတဲ့ပုဂ္ဂိုလ်ကိုအဘိဇာဆိုတဲ့လောဘဒေါမနတဆိုတဲ့စိတ်ခံစားချက်တွေသို့မဟုတ်ဒေါသတွေသို့မဟုတ်တခြားအကုသိုလ်တွေဟာအတင်းအကျပ်လိုက်ပါလာတယ်မြင်တဲ့အပေါ်မှာအဲ့ဒီအကုသိုလ်တွေဖြစ်တယ်လို့ပြောတာနော်အဲ့ဒါကိုမထိမ့်ဘူးဆိုရင်မြင်တာကိုအကြောင်းပြုပြီးလောဘဖြစ်မယ်ဒေါသဖြစ်မယ်နော်လောဘဖြစ်မယ်ဒေါသဖြစ်မယ်အဲ့ဒါကိုထိမ့်ဖို့မင်းကျင့်ရမယ်စက္ခုံတွေကိုထိမ့်ပါစက္ခုံတွေကိုဆွမ်းလျှောက်ပါစက္ခုံတွေမှာစောင့်စည်းမှုလုပ်ပါအဲ့တိုင်းပဲနာသောတိန်တွေကာနိန်တွေစီဝိန်တွေကာယိန်တွေမနိန်တွေမထိဘူးဆိုရင်လောဘဒေါသတွေလာလိုက်မယ်အဲ့ဒါမဖြစ်ရအောင်ဣန္ဒြေ6ပါးကိုထိန်းသိမ်းဆော့ရှောက်တဲ့အလုပ်ကိုလေ့ကျင့်ဆိုပြီးတော့တမ်းပြီးကမ္မထံဟောတာမဟုတ်ဘူးပထမသီလဒုတိယမျက်စိနာနာလျှာကာယဝင်လာမဲ့ဟာတွေကိုအကုသိုလ်မဖြစ်အောင်ထိန်းခိုင်းတာအဲ့ဒါထိန်းတာအလေးကျင့်ရသွားပြီဆိုလို့ရှိရင်ဘာထားထိန်းခိုင်းတယ်ယဟန်လာခဲ့ကဲငါပြောမဲ့နားထောင်မင်းအစာအာဟာရစားတဲ့အခါမှာအသိပညာနဲ့စားနော်အတိုင်းတာသိပြီးစားမယ်အတိုင်းတာဆိုဒီမှာဘာကြောင့်စားတာအတိုင်းတာတစ်ခုစားတဲ့အတိုင်းတာတစ်ခုနော်ကိုယ်နဲ့သိမသိသိတာတစ်ခုအဲ့ဒီဘောဇနိမတ္တင်ညုတာဘောဇနိမတ္တင်ညုအတိုင်းတာနဲ့သိပြီးစားဆိုတာဘာပြောတာတော့ဆိုပဋိသင်္ခယောနိသောအာဟာရအာဟာရိယတိမင်းအစာစားတော့မယ်ဆိုရင်အသိပညာနဲ့ဆင်ခြင်ပြီးမှစားဒီတိုင်းအရင်မစားနဲ့စဉ်းစားလိုက်အောင်ငါစားတာဟာပျော့ဖို့စားရလားရှင်မူမေးလျောဖို့စားရလား
ကိုလှအောင်ပါအောင်စားရလားကိုအသားတွေပြည့်ဖြိုးအောင်စားရလားမဟုတ်ဘူးအဲ့ဒါအတွက်မစားရအောင်အဲ့လိုစားတာမဟုတ်ဘူးအဲ့ဒီရွေးချက်မပါဘူးဒါဖြင့်ဘာအတွက်စားရတော့ဆိုဟောဒီကိုယ်ကာယကြီးတည်တတ်မှုအတွက်မြတ်တာဖို့အတွက်မမြတ်မတာလို့အာဟာရမရှိလို့ရှိရင်ပင်မဆင်းရဲမှုတွေဖြစ်နိုင်တယ်မြတ်သောအကျင့်ကိုကျင့်နိုင်ဖို့အထောက်အကူဖြစ်ဖို့သာစားရမယ်ကိုစားတာအဲ့ဒီအတွက်စားတယ်လို့နှလုံးသွင်းပြီးတော့စားအဲ့ဒီလိုစားခြင်းဖြင့်ပုရဏိသဝေရဏပฏิဟင်္ဂါမိဆိုမစားခြင်းကြောင့်စားလောင်မှုသိကစတိဖြစ်တာတွေပါလေအကုန်လုံးအဲ့ဒီယောဂလည်းမဖြစ်စေရဘူးပြောက်ရမယ်နဝေသဝေရဏနာဥပါဒိတမိစားခြင်းကြောင့်အလွန်အကျွံစားခြင်းကြောင့်ဖိုက်တင်းပြီးအစာမကြေယောဂဒါမျိုးတွေလည်းဖြစ်စေတယ်တိုင်းတာတစ်ခုနဲ့စားယန္တရာသမေဘဝိတ္တိနဝိဇ္ဇတာသာဖာသူရတော့စားငါစားခြင်းကြောင့်နေလို့ထိုင်လို့လည်းကောင်းရနော်အလုံးမကြောမစားရင်နေလို့ထိုင်လို့ထွေးစားပြီးတော့အိပ်ရတယ်လဲအိပ်ရတာမျိုးမဖြစ်စေတော့ပိုက်လေးပြီးတော့အိပ်ရတယ်လဲအိပ်ထားတော့အဲ့ဒါဒီနေရာမှာအစာကြည့်တဲ့ပုံနာတွေအကြောင်းလည်းရေးလေးရှိကြတယ်ပေါ့နော်အဲ့ဒါမဲ့အဆိုးဆုံးကတော့ဘာလို့ဆိုရင်ဗုဒ္ဓဝမိကဒီအာဟာရဟထတို့အာရထဆိုထမင်းစားပြီးမထနိုင်တော့ဘူးထမင်းပွဲလာပါအောင်ဆွဲထုပါအောင်ဆိုတာဖြစ်ရတယ်ဖိုက်လေးလုံးအားချစ်အဲ့လိုပုံကူမျိုးတွေအဲ့ဒါမျိုးတွေမဖြစ်စေနဲ့လို့စားပြီးတော့သင်ပေးရမယ်တဲ့အဲ့ဒါစားခြင်းနဲ့ပတ်သက်ပြီးအသိပညာနဲ့စားဖို့အဲ့ဒါကိုဆရာတော်ကြီးတွေကကြပြလုပ်ပေးထားတာဣတိစားဝယ်အမဲမဲကိုမြွေမှန်ကြွလှပရေးဆိုတာဒီဟာကိုကြပြလုပ်ထားတာနော်အဲ့ဒါဟာမတ္တညူလို့ခေါ်တယ်အသိဉာဏ်နဲ့စားတာအဲ့ဒါကိုသင်ပေးရမယ်တတိယအဆင့်နဲ့အဲ့လိုသင်လို့တတ်သွားပြီဆိုတော့သရုတ်ထအဆင့်အနေနဲ့ဗာသင်ရမှာတော့ဆိုကဲလားမင်းစားတတ်ပြီစားတတ်လို့ရှိရင်တနေ့ကုန်မှာအလုပ်လုပ်ရမယ်နေ့တို့ညတို့လုပ်ရမယ်နိုးကြအလုပ်လုပ်ရမယ်ဘယ်လိုလုပ်သာကရိယာအနုယုံစေယအနုယုံစိတ်တော်ဝိဟရဟိနိုးကြကြိုးစားပြီးတော့နေနိုးကြကြိုးစားပြီးနေဘာလို့ရမလဲနေခါမှဆိုရင်စဉ္ညာလျှောက်လိုက်ထိုင်လိုက်စဉ္ညာလျှောက်လိုက်ထိုင်လိုက်အိတ်တာမပါဘူးနော်လမ်းလျှောက်မယ်ထိုင်မယ်အဲ့ဒီအချိန်မှာကိုယ်စိတ်ထဲမှာဝင်ရောက်ပြီးနှောက်ယှက်လာတဲ့လောဘဒေါသစတဲ့နိဝရဏတရားတွေကိုရှင်းထုတ်ရမယ်မဖြစ်အောင်ထိတ်ရမယ်ရှင်းထုတ်တယ်မဖြစ်အောင်ထိတ်ရမယ်ညကြတော့၃ပိုင်းခွဲလိုက်တယ်ပထမယံအခု6နာရီနေပြီးတော့10နာရီလောက်ထိဒါပထမယံခေါ်တယ်10နာရီဟိုဘက်2ချက်ထိုးလောက်ထိအောင်မစ္စည်းမယံလို့ခေါ်တယ်2နာရီဟိုဘက်ကနေပြီးတော့ပစ္စည်းမယံလို့ခေါ်တယ်ညကိုယံ3အပိုင်းချ3ခုနဲ့သတ်မှတ်လိုက်တယ်အဲ့တော့ညအခါမှာပထမယံဆိုလို့ရှိရင်စဉ္ညာသွားထိုင်နေပါလို့တလို့ပဲလို့မစ္စည်းမယံရောက်တဲ့အခါကျတော့မင်းအပန်းပြေးပြီးတော့အိပ်ပုံအိမ်นี่တောင်သင်ပေးထားတာလက်ရဘက်ကိုစောင်းပြီးတော့ထူးစစ်2ခုခြေမျက်စိ2ခုမထပ်အောင်နည်းနည်းလွှဲပြီးတော့ထားပေါ်ချတော့တစ်ဖက်စောင်းအိပ်ဘက်လက်မဲ့အိပ်နဲ့နော်ဖေဘက်ကိုလည်းစောင်းမအိပ်နဲ့ညာဘက်ကိုစောင်းအိပ်တဲ့အခါမှာဒီတိုင်းပဲအိပ်နဲ့ဘယ်ချိန်ထမယ်ဆိုတာကိုစိတ်ဆုံးဖြတ်ပြီးမှအိပ်အဲ့လိုအိပ်လို့ရှိရင်အဲ့ဒီချိန်နိုးကိုနိုးတယ်စမ်းသပ်ကြည့်ပေါ့စမ်းသပ်ကြည့်အိတ်တဲ့အခါမှာစိတ်ထဲမှာဘယ်ချိန်ကျရင်ထားမယ်ဘယ်ချိန်မှာနိုးရစေဆိုပြီးတော့အဲ့ချိန်နိုးအပြင်းကြီးဆက်အိမ်တော့မရတော့ဘူးပြင်းမကြည့်ပဲနဲ့အဲ့လိုလေ့ကျင့်ရချို့ကျတော့နိုးရတဲ့ပြင်းမှထားမှပြင်းတယ်ဆက်အိမ်အဲ့ဒီလိုညလက်မှာထားပြီးတော့နောက်မနဲ့စောပစ္စည်းမယံ2ချက်ကြော်တဲ့အချိန်မှာအိယာထားပြီးတော့စဉ္ညာသွားတယ်လမ်းလျှောက်တယ်
ခဏလိုနေလို့အဲ့လိုပဲကိုယ်ရင်နဲ့နှလုံးထဲမှာလောဘတွေမဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်တယ်ဒေါသတွေကမ္မထာနဲ့နေတယ်ပေါ့အိပဲအဲ့ဒါတရားအထုတ်တာတရားအထုတ်တဲ့အချိန်တွေကိုဒါ time table ပဲနော်စိတ်ဓာတ်တွေမှာ time table ဆွဲရင်အဲ့တိုင်းပဲဆွဲရမှာ4 နာရီတော့အိတ်ခွင့်ရှိတယ်နိုင်ငံသားတွေကအဲ့ဒီစီကံတွေ့တဲ့အခါကျတော့သူတို့ကငယ်ငယ်လေးတဲ့တင်တာလူတယောက်ဟာ7 နာရီအိတ်မှကျမ်းပါတယ်လို့ထင်4 နာရီလောက်တဲ့အိတ်ရမယ်ဆိုနည်းနည်းတွန့်သွားဒါပေမဲ့သူတို့တရားအထုတ်ရင်နောက်လုံးဝမအိပ်ပဲတော့နေသွားတယ်ကျမ်းမကြီးမထိခိုက်ဘူးဆိုတာသိသွားတယ်နောက်ကျတော့မထိခိုက်သူတို့တင်ထားတာနဲ့တတော်စီဖြစ်တယ်သူတို့ကလူတယောက်ဟာတနေ့ကို7 နာရီအိတ်မှစံချိန်မိတယ်ပေါ့အဲ့လိုဆိုအခုမြတ်စွာဘုရားစနစ်အရကြတော့အဲ့လောက်မအိပ်ရဘူးလို့ဆိုအဲ့ဒါလေးချက်ဒီလိုသင်လိုက်တဲ့အခါသူအလေးကျင့်ကောင်းကောင်းရသွားပြီဆိုနောက်တစ်ဆင့်တက်နောက်တစ်ဆင့်တက်တော့ဗာသင်လို့ဆိုလာကိုရောတတိအတိနဲ့နေဘာလို့လို့ကိုရောတတိထားလို့အတိနဲ့လို့တတိထားမှသိတာဖြစ်တယ်တတိကဘာလို့တာတော့ဆိုရင်ကိုလုံးရဲ့အလုပ်ပေါ်မှာတတိကတ်ထားလိုက်ဘာလုပ်တယ်ဆိုတာသိနေအောင်လူတွေမှာစဉ်းစားကြည့်လေထိုင်းနေတဲ့ဆိုတာထိုင်းနေတယ်လို့သိမှမသိတာဘယ်နှခါသိတော့ကိုကထိုင်းနေတောင်တွေ့မြောက်တွေ့အိတ်နေရောသိလားမသိဘူးကိုတွေးခြင်းတဲ့နေရာတွေးနေကိုဘာလုံးနေတယ်ဆိုတာသိကိုမသိတာမသိဘူးသိတယ်ထင်မနေနဲ့နော်ကိုဘာလုံးနေတယ်ဆိုတာသိကိုမသိတာလူကသာထိုင်နေတာစိတ်ကတခြားရောက်လုံးနေတာနဲ့သိနေတာနဲ့တခြားစီဖြစ်နေအဲ့တော့ဘာနဲ့တူတော့ဆိုအိမ်ငကားတွေဖွင့်ပြီးရှောက်လဲနေတာနဲ့တူခန္ဓာကိုယ်နဲ့တတိကမကတ်ဘူးဖြစ်နေအဲ့ဒါကိုပြန်လေ့ကျင့်တာဘုရားပြန်လေ့ကျင့်တာအဲ့တတိတံစညာလေ့ကျင့်တာလို့ခေါ်တယ်အဲ့တော့သူကတွေးကြံတွေးငေးကြံငေးတတ်တဲ့ဝါသနာရှိတာကိုတွေးကြံတွေးငေးကြံငေးနေမှာဆိုလို့လာတတိအတိနဲ့နေရှေ့ကိုခြေလမ်းနဲ့နောက်ကိုဆုပ်တယ်မဆုပ်ခင်အတိထားရှေ့ကိုခြေလမ်းတော့မယ်တတိထားနောက်ကိုဆုပ်တော့မယ်တတိထားပါရှိတော့အမှန်တမဲ့မဆုပ်လိုက်နဲ့လူတွေသွားကြရှိရုပ်တရက်ထားတော့မယ်ဆိုတော့မသိဘူးလေရှေ့ခြေလမ်းနဲ့ဆိုတော့မသိဘူးနောက်ဆုပ်တဲ့ဆိုတော့မသိလိုက်ဘူးကိုယ်ရောနဲ့ကိုယ်ပဲတယ်လီဖုန်းလာတဲ့ဆိုထားတော့တယ်လီဖုန်းလာတဲ့အာယုံပေါ်မှာရောက်နေကိုယ်ဘာလုပ်တယ်ဆိုမသိဘူးနော်အဲ့ဒါကြောင့်ဥပိ္ပကံတွေဥပိ္ပကံတွေရှေ့ရွှေ့တယ်ဆိုတော့သိနောက်ရွှေ့တာဆိုတော့လည်းသိရမှာဒါတစ်ချက်နောက်တစ်ခုကဘာလို့ဆိုအာလောကိတေဝိလောကိတေကိုကြည့်တာတောင်မှပဲတတိအတိနဲ့ကြည့်ငါဘာကြည့်တာလဲအဲ့ဒါလည်းသိအောင်လုပ်တာကြည့်တာမသိလိုက်ဘူးလေမြင်တဲ့လူပဲသိတာဘယ်သူလာတဲ့ဒါပဲသိတာ तू ကြည့်တယ်ဆိုတာမသိဘူး तू ကြည့်လို့မြင်တယ်ဆိုတာမသိဘူးနောက်တစ်ခုကဘာလို့ရမှာတော့ဆိုရင်လက်ကွေးတာခြိကွေးတာလက်ဆန်တာခြေဆန်တာကိုယ်လက်လေးပဲကိုကွေးတယ်လို့ကွေးမှလို့မဟုတ်ဘူးမကွေးခင်ကကွေးခြင်းနဲ့စိတ်ဖြစ်တယ်သိအောင်လို့ဆန်လို့ရှိရင်လည်းဆန်ခြင်းနဲ့စိတ်တွေအရင်ဖြစ်တယ်အဲ့ဒါလည်းတတိနဲ့အတိနဲ့လုံးတယ်တတိလည်းရှိရမယ်အတိလည်းရှိရမယ်တတိဆိုတာတော့ကိုယ်ဘာလုပ်တယ်ဆိုတာမှတ်ရအတိဆိုတာကြတော့ဘာချောင်လုပ်တယ်ကိုလုပ်တဲ့နေရာအနေကင်းရလားဆိုတာတွေပါသိတာအနေမကင်းလို့အဲ့ဒါတွေတတိပဋ္ဌာသည့်အတွက်ကြောင့်ရေချိုးကနဲ့ချော်လဲတာတို့ဟိုနာချော်လဲတာဒီနာချော်လဲအဲ့ဒါဖြစ်တာအဲ့ဒါအတိတတိမဲ့သွားတာပေါ့နော်အဲ့ဒါတွေကစာပြီးသိရမယ်တဲ့နောက်တစ်ခုကဘာတော့အဝတ်စားပြင်ဝတ်ထားတို့ဘုန်းကြီးတွေကြတော့သင်္ကန်းပြင်တာတပိတ်ကိုင်းတာသိရအဲ့ဒါမသိလို့ရှိရင်တပိတ်ကိုင်းတာမဟုတ်ဘူးသူကမောကျင်မော့ခလုတ်တိုက်တပိတ်ကြကွယ်ခွက်ကြကွယ်စွန်းကြပကံကြကိုယ်စိတ်ကတခြားရောက်လာကိုယ်ဘာလုပ်နေတယ်ဆိုတာမသိဘူးခွက်ကိုင်းနေတယ်လည်းမသိဘူး
အဲ့လိုနဲ့ကွဲပေါင်းများလားနော်အဲ့ကြောင့်အဲ့ဒါလည်းတတိအတိနဲ့ကြံရမယ်နောက်တစ်ခုကဘာလို့ဆိုအတိတိပိတိခာဣတိတာဣတိအတိတဆိုတာစားတာပိတဆိုတာတောက်တာခာဣတဆိုတာဝါစားတာဟိုခာဣတဆိုတာခဲပွဲမုံကျွတ်ဝါစားတာမျိုးအတိတကထမင်းစားတာထမင်းစားတာခဲပဲဝါစားတာရေတောက်တာတာဣတဆိုတာရက်စားရက်သလိုရှာနေရက်တာအဲ့ဒီကိစ္စတွေမှာလည်းငါပါလုံးနေတယ်ဆိုသိရမယ်နော်ပါလုံးတယ်ဆိုသိရမယ်နောက်တစ်ခုကျတော့ကုံပြောမယ်တွိုင်းလက်ထက်ဝင်သိဥစ္စာရပတ္တဝါကံမိဥစ္စာရပတ္တဝါကံမဆိုတွိုင်းလက်ထက်ဝင်တာကိုလည်းသိတော့ကျမရဲ့အနေနဲ့ပြောမှဆိုလို့ရှိရင်လေကိုနောက်ဖေးနောက်ပြီးသွားတဲ့အခါမှာဘာအယောင်သွားတာလဲသတိထားကြည့်စီးသွားတဲ့အခါဘာအယောင်သွားတာလဲသတိထားကြည့်အဲ့ဒါတတိပဋ္ဌာန်လို့ယောဂရပြီဒုက္ခရောက်သွားတဲ့လူတွေအများကြီးရှိတယ်ဥပမာမဲ့ဝန်းနေက +2 တွေအနဲ့တွေသွားနေတဲ့ဆိုရင်အဲ့ဒါအစာအိမ်သွေးကြောပေါက်နေတယ်သွေးတွေသွားတယ်ဆိုရင်တော့အစာအိမ်သွေးကြောနဲ့မဆိုင်ဘူးအပြင်မှာဖြစ်တာ+2 ဆိုရင်အနဲ့တွေသွားနေပြီကတ္တရာသီတို့နဲ့တဲ့ဆိုရင်အဲ့ဒါအရေးကြီးနေပြီဒီသွေးကြောပိတ်မှမပိတ်ရင်မရအဲ့ဒါမျိုးစီဆိုရင်အယောင်တွေကဘာဖြစ်နေတယ်ဆိုတာနော်စီကျိုရှိမှတတိထားမှာမဟုတ်ဘူးတတိထားမှာနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကတိထိတိနိသိဏိသုတ်တိသရိတိဘာတိတိတုံနိဘဝေသွားတဲ့အခါဖြစ်စေရက်တဲ့အခါဖြစ်စေထိုင်တဲ့အခါဖြစ်စေအိတ်တော့မဲ့အခါဖြစ်စေအိယာကနိုးလာတဲ့အခါဖြစ်စေစကားပြောပြီဆိုတဲ့အခါဖြစ်စေတိတ်တိတ်နေတာပဲဖြစ်စေအလုံးသိနေငါတိတ်တိတ်နေတာဘာနဲ့တိတ်တိတ်နေတာငါဘာတွေတွေးနေလဲစကားပြောတယ်ငါဘာတွေပြောလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခံလုပ်ရမယ်လို့ဓမ္မသတိပဋ္ဌာန်သုံးပါလဲအတိုင်းဟောတာပဲနော်အဲ့ဒါတတိကောင်းရင်အတိညာစဉ်းစားတတ်ခြင်းအဲ့ဒီဟာလေ့ကျင့်ရမယ်အဲ့တော့ကမ္မထံအထုတ်တယ်ဆိုတာဆင်းရဲသွားတာနော်ဆင်းရဲသွားတာအဲ့ဒါဒီဘလို့ပဲနဲ့ကြော်ပြီးတော့ထွက်သွားလို့ကတော့ဖောင်ဒေးရှင်းမချပဲနဲ့တိုက်ဆောက်တယ်လို့ဖြစ်အဲ့ဒါလို့တတိတမ္ပစဉ္ညာနဲ့ပြည့်စုံပြီဆိုတဲ့အခါရှေ့တက်ပြီးတော့သူ့ကိုဆုံးမကဲခုပြောတာတွေပြည့်စုံပြီ၅ချက်ရှိသွားပြီသီလရှိတယ်နော်အိနေတိသူကိုဋ္ဌတော်ရဘောဇနိမတ္တညုတာနော်ဇာရိယနုယောဂနောက်ပြီးတော့သီလနော်အဲ့ဒီ၅ခုနဲ့ပြည့်စုံပြီဆိုတဲ့အခါကျတော့ရှေ့တစ်ဆင့်တက်ကဲလာကိုတော့ရကြောင်မှသွားနေတိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုသွားတစ်ပင်အောင်မှာဖြစ်စေတောထဲမှာဖြစ်စေတောင်ပဲဖြစ်စေ၆ကမ္ဘာမှာဖြစ်စေလိုင်းကူမှာဖြစ်စေသုတ်တံမှာဖြစ်စေတောထဲကလွင်ပြင်မှာဖြစ်စေနော်သို့မဟုတ်လူတွေမိုးခုတ်ရအောင်ကောက်ရိုးအုံကြီးလှုပ်ထားတာပဲဖြစ်စေအဲ့ဒီနေရာတွေကိုသွားပြီးဘယ်သူမှမရှိတဲ့တစ်ပင်အောက်တို့နော်တောင်ကောင်းတို့6တို့နော်ကန္တရာဆို6တို့ခိရိကုဟာဆိုလိုင်းကူတို့သုတ္တနာဆိုတင်ချိုင်းတို့ပဏပဋ္ဌာဆိုတာတော်တဲ့ကလွင်ပြင်းကြီးတို့အဘောဂတဆိုတာလွင်တီးကောင်းတို့လာလာပုံစံကောက်ရိုးပုံတို့ကောက်ရိုးပုံဆိုတာအထဲထဲမှာဝင်းခိုလို့ရအောင်လုပ်ထားတဲ့ကောက်ရိုးပုံအဲ့ဒီတွေကိုသွားပြီးနေပါဆွမ်းခံပြန်လာလို့ရှိရင်ဆွမ်းခံသွားပြီးပြန်လာလို့ရှိရင်တင်မြင့်ခွေးထိုင်ခါထက်ကိုဖြောင်းဖြောင်းထားပြီးတော့တတိကိုနော်တတိကိုကမ္မထာအာယုံဘက်ကိုလွတ်ထားထွက်လေဝင်လေးဆိုထွက်လေဝင်လေးပေါ့ဘုရားနုဒတိပွားတဲ့ဆိုဖျားအာယုံပေါ့အဲ့လိုသွားပြီးတော့ကိုယ်ရင်တဲ့နှလုံးထဲမှာလောဘဖြစ်ရင်အဲဒီလောဘမဖြစ်အောင်ထိဒေါသဖြစ်လာတယ်ဆိုဒေါသမဖြစ်အောင်ထိအိတ်ချင်စိတ်တွေဖြစ်လာရင်အိတ်ချင်စိတ်တွေကိုဖယ်ရှား
အလင်းရောင်နဲ့ပွားအချင်းစိတ်ပေါက်လို့ရှိရင်နော်အချင်းစိတ်ပေါက်လို့ရှိရင်မျက်လုံးပြူးနေအောင်ကြည့်လက်တွေကိုပုတ်အမြရဲ့ညနာထသိနေအလင်းရောင်ကိုကြည့်အမောင်နဲ့မနေနဲ့အငှက်ဖြောင်နေသည်ရှိတယ်နော်နောက်ဥဒိစ္စကုက္ကုစ္စအာယုန်တစ်ခုတည်းပေါ်မှာစိတ်ကပြန်လွင်နေတယ်စိတ်ပူပန်နေတယ်ဆိုရင်အဲ့တော့ဖဲတန်တရားတွေရှိတယ်ဆိုရင်တန်တရားပြောင်းအောင်လုပ်ပြီးတော့အဲ့ဒီနိဝရဏတရားတွေကိုကိုယ်ရှင်းထုတ်ပြီးတော့နေရမယ်တဲ့။ဘာနဲ့နေရမှာတော့ဆိုသမထကျင့်စဉ်တစ်ခုကျင့်ပြီးတော့တမာတိကျင့်စဉ်ကိုကျင့်ပြီးတော့နိဝရဏတရားတွေကိုရှင်းထုတ်လိုက်တဲ့။ဒါဆင်းရဲရပြီတရားစာထုတ်တာအဲ့ဒီကျမှတရားစာအထုတ်တာ။ဒါမြတ်စွာဘုရားလက်ထက်ကကျင့်စဉ်ပဲနော်။အဲ့ဒီလိုနိဝရဏတရားတွေကိုဖယ်ပြီးပြီးစိတ်ရဲ့အညစ်အကြေးတွေကင်းသွားပြီဆိုလို့ရှိရင်အဲ့ဒီကာမဂုဏ်အာယုန်တွေကဝေးကွာခြင်းကြောင့်ရရှိလာတဲ့နှစ်သက်ခြင်းချမ်းသာခြင်းပိဋိဖြစ်ခြင်းစိတ်ချမ်းသာခြင်းဆိုတာနဲ့လွန်မိုးနေတဲ့ပထမဇန်ဆိုတာကိုရရှိလာမယ်။တမာရီကောင်းလာလို့ရှိရင်အာယုန်တစ်ခုကိုစူးစိုက်ရှုနေတာကိုဇန်လို့ပြောတာနော်ဆံလို့ပြောတာအဲ့ပထမဇန်မှာခုနကောင်းကောင်းအာယုန်နေတယ်လေကွာသွားပြီမရှိတော့ဘူးအချင်းစိတ်လည်းမရှိဘူးဘာမှမရှိတော့ဘဲနဲ့ဒီအာယုန်လေးပေါ်မှာဆွဲမြဲသွားပြီဆိုတဲ့ခါအဲ့ပထမဇန်အဆင့်အဲ့ဒီကနေပြီးတော့ဝိတက်ဝိစာရဆိုတဲ့အတွေးစိတ်တွေကိုဖယ်ပလိုက်ဖယ်ပြီးတော့ကိုယ်စိတ်ထဲမှာကြည်နူးပြီးတော့ပိဋိဒုက္ခနဲ့ပဲနေတဲ့ဒုတိယဇန်ကိုရတခါအဲ့ဒီပိဋိဆိုတာတမာရီရဲ့အနောက်ဆက်ဖြစ်လို့ပိဋိကိုဖယ်လိုက်တဲ့အခါကျတော့ဒုက္ခနဲ့ဧကဂတာဒုက္ခရဲ့စိတ်တည်ငြိမ်မှုတမာရီရဲ့အဲ့ဒီနှစ်ခုတည်းနဲ့နေတာကြတော့နော်တတိယဆံလို့ခေါ်တယ်တခါဒုက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးဥပ္ပခလည်းမရှိဒုက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးသောမနတဒေါမနတဆိုတာတွေလည်းစိတ်ပူပန်မှုတွေလည်းမရှိဘူးဥပ္ပခဆိုတာတွေတစ်ခုပဲရှိတယ်အဲ့ဒီအမတမစင်ကြယ်ပြီးတော့တမာတိဆိုဟန်ကောင်းသွားတဲ့သုဒ္ဓဆာကိုရောက်မယ်ဒါဆံဆင်းစဉ်နိဝရဏတွေရှင်းပြီးတော့ဆံဆင်းစဉ်တက်သွားလို့ပြောလိုက်တယ်ဒါအလုံးဟာ9ဆင့်ပေါ့နော်ဆံအဆင့်ကိုတစ်ခုတည်းယူရင်9ဆင့်ဆံအဆင့်ကို4ဆင့်ယူမယ်ဆိုလို့ရှိရင်တော့9ဆင့်ဖြစ်တော့ဟုတ်တယ်ပေါ့6ဆင့်ကနေပြီးတော့တက်လာနော်6ဆင့်အဆို10ဆင့်ဖြစ်သွားတာပေါ့ဆံတစ်ဆင့်စီသွားလိုက်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့လိုသုဒ္ဓဇံထီအောင်ကျင့်ခိုင်းပြီးတော့ဘာမရှိတော့ဆိုအဲ့ဒီမှာတဲ့တမာတိတွေကောင်းသွားပြီးတော့တချို့ယဟန်တွေကအရတမေရတ်ဖို့ထီအောင်မရောက်သေးဘူးဒါပေမဲ့အဲ့ဒါကိုမျှော်လင့်ပြီးတော့ကြိုးစားအထောက်နေကြတယ်အဲ့ဒါတခုတချို့ပုဂ္ဂိုလ်တွေကတော့တဲ့အာသောတရားတွေကုန်ပြီးတော့ယဟန္တာအဖြစ်ရောက်သွားကြပြီတဲ့ဒီလိုကျင့်တာနဲ့အဲ့တော့ဒီနေရာမှာခွဲလိုက်တာတချို့ပုဂ္ဂိုလ်တွေကသောတာပန်တဂရကအနာကအဆင့်နဲ့နေကြတယ်ချို့ပုဂ္ဂိုလ်တွေကတော့ယဟန္တာအဆင့်ထိရောက်သွားတယ်အဲ့ဒီလိုရောက်သွားလို့ရှိရင်ဒီဆံကျင့်တဲ့နေဟာမြတ်မောဘဝမှာချမ်းသာစွာနေဖို့နဲ့တတိတမစညာအလုံးငါဖြစ်တယ်ယန္တာဖြစ်လဲဒီဆံနေနဲ့နေတာပဲသောတာပန်တဂရကအနာကမှလည်းဒါရိနဲ့ပဲနေတယ်အဲ့ဒါမှစိတ်ထဲမှာအနှောက်အယှက်ကင်းတယ်တာမန်နေလို့ရှိရင်တော့ပြောစရာဆိုစရာတွေရှိနေမှာပဲလေလူကအာယုန်နေနဲ့နေလို့ကတော့အာယုန်နောက်နေမှာပဲစိတ်ကမပါတော့အာယုံကတော့နောက်တာပဲနော်မျက်စိထဲမှာရှုပ်နေမှာအခုလိုအာယုံကမ္မထာအာယုံနဲ့နေလိုက်လို့ရှိရင်ရမောဘဝမှာချမ်းသာသာနေရတာဖြစ်တယ်လို့အဲ့ဒီဆံအထိအောင်ပုံနာကြီးနားလဲသလောက်အဲ့လိုရှင်းပြလိုက်တော့ထို့မှာဒီလိုချင်းစင်နေဆင်းစင်သွားတာဒါယဟန်ဘဝမှာဒီတိုင်းတက်သွားတာလို့ဆိုပြောတော့အဲ့ဒီမှာဟိုသင်္ချာဆရာကြီးကသက်ဆော်ပြောလျှောက်တယ်
အရှင်ကောရမတဲ့အရှင်ဘုရားရဲ့တပည့်တွေကိုအခုလိုဆုံးမသွန်သင်ပြီးတော့ပေးတဲ့အခါမှာတဲ့အားလုံးဟာနိဗ္ဗာန်ဆိုတဲ့အဆင့်အစ္ဆန္ဒနိဋ္ဌံနိဗ္ဗာန်လမ်းဆုံးပန်းတိုင်ကိုရောက်သွားကြလားတဲ့အချို့ကတော့မဟုတ်အချို့ကမရောက်ဘူးတချို့ကရောက်တယ်တချို့ရောက်တချို့ကမရောက်ဘူးလို့ဖြစ်သလားတဲ့ဆိုတော့မြတ်စွာဘုရားကဖြေတဲ့အဲ့ဒီမိကုံငါရဲ့တပည့်တွေဟာတဲ့ငါဒီလိုဆုံးမတာတချို့ကနိဗ္ဗာန်ရောက်သွားတယ်တချို့ကမရောက်ဘူးတဲ့ဘယ်အကုန်လုံးတော့ရနော်အဲ့တော့တချို့ကရောက်တယ်တဲ့လမ်းဆုံးပန်းနဲ့ရောက်တယ်ငါပေးတဲ့လမ်းစဉ်အတိုင်းလုပ်တာတချို့ကလမ်းဆုံးထီအောင်ရောက်တယ်တချို့ကမရောက်ဘူးတဲ့ဆိုတော့သူကထပ်မေးတယ်ရှင်ဘုရားတချို့ကအရှင်ဂေါရမနိဗ္ဗာန်ဆိုတာလဲအရှင်ဂေါရမပြောတဲ့ပန်းတိုင်ကြီးကလည်းရှိတယ်အဲ့ဒီပန်းတိုင်ကြီးကိုသွားတဲ့လမ်းစဉ်ကလည်းရှိတယ်ဆုံးမလမ်းညွှန်ပေးမဲ့ရှင်ဂေါရမလည်းရှိတယ်သုံးခုစလုံးနော်ဆုံးမလမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းလည်းရှိတယ်နိဗ္ဗာန်လည်းရှိတယ်အဲ့ဒီလိုဖြစ်ပါရဲ့တန်နဲ့တချို့ကရောက်တယ်တချို့ကမရောက်ဘူးလို့ဘာလို့ဖြစ်တာတော့ထပ်မေးပြန်အဲ့ဒီမှာမြတ်စွာဘုရားအေးမင်းဒီလိုမေးလို့ရှိရင်ဒီမေးခွန်းနဲ့ပတ်သက်ပြီးမင်းငါပြန်မေးမယ်ငါပြန်မေးမယ်မင်းကြိုက်တယ်လို့ဖြေတဲ့မင်းဟာရာဇဂုမြို့ပင်ကသွားတယ်ဆိုတာကိုနော်ရာဇဂုမြို့သူကရာဇဂုဘက်ကလာတယ်လို့ဆိုရာဇဂုမြို့ပင်ကသွားတယ်ဆိုတာရာဇဂုလမ်းညွှန်တဲ့နေရာမှာမင်းကျွမ်းကျင်နေမဟုတ်လားကျွမ်းကျင်ပါလေဟုတ်တယ်အေးအဲ့ဒါဆိုရင်လူတယောက်ကမင်းလမ်းမေးလိုက်မယ်ရာဇဂုဘယ်ကသွားတော့အဲ့လိုမေးတဲ့ကမင်းကဘယ်လမ်းသွားတမ္မာဖတွေ့လိမ့်မယ်ဒီနေ့ဆက်သွားဆိုတာဒီမင်းလမ်းပြလိုက်မယ်တဲ့လမ်းညွှန်တဲ့အခါမှာသူကစနစ်တကျလမ်းညွှန်နေရှိတယ်မသွားရမယ့်လမ်းကိုအရင်ပြောရတယ်သွားရတဲ့လမ်းကိုတော့အဲ့မှာမင်းလမ်းနဲ့တွေ့လိမ့်မယ်ရဘက်ကိုမလိုက်နဲ့ဘယ်ဘက်ကိုလိုက်အဲ့ဒါမျိုးပေါ့အလိုက်နဲ့ဆိုတာကိုအရင်ပြောလမ်းညွှန်တဲ့လူတွေရဲ့ထုံးစံအဲ့လိုလမ်းညွှန်လိုက်တဲ့အခါမှာတဲ့တချို့ကပြောင်းပြန်ပြန်သွားတယ်အဲ့လမ်းညွှန်တိုင်းမသွားဘဲနဲ့ပြောင်းပြန်ပြန်သွားတယ်အဲ့ဒီလူဟာရောက်ပါမလားအေးနောက်တစ်ယောက်ကတော့မင်းလမ်းညွှန်တဲ့အတိုင်းသွားတယ်သူကတော့ရာဇဂုမြို့ရှော့ရှော့ရောက်သွားတယ်မရောက်တဲ့လူရောက်တဲ့လူနှစ်ခုရှိတယ်ဒီနေရာမှာစဉ်းစားကြည့်ဖတ်ချောင်းတယ်ရာဇဂုမြို့ကြီးလည်းရှိတယ်ရာဇဂုမြို့သွားတဲ့လမ်းလည်းရှိတယ်မင်းတို့ကောင်းကောင်းလမ်းညွှန်တဲ့လူလည်းရှိတယ်ဘာဖြစ်လို့ဟိုတယောက်ကရောက်ပြီးတော့ဟိုတယောက်ကဘာလို့မရောက်တာတော့ညွှန်တဲ့လမ်းမသွားဘူးသုံးဖို့နောက်ပြန်သွားတယ်အဲ့တော့မရောက်ဘူးဟိုလူကတော့ရောက်သွားအဲ့တော့သူကဘာဖြေတော့ဆိုအရှင်ဂေါရမတဲ့ကျွန်ုပ်ကလမ်းညွှန်တဲ့လူသားဖြစ်တယ်တဲ့ကျွန်ုပ်ပြောတဲ့အတိုင်းမသွားရင်ဘယ်ရောက်ပါမလို့နဲ့နော်အေးအဲ့ဒီတိုင်ပေါ့နိဗ္ဗာန်ဆိုတာလည်းရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းဆိုတာလည်းရှိတယ်ငါလည်းရှိနေတယ်လမ်းညွှန်တဲ့ပုဂ္ဂိုလ်ရှိနေတယ်ငါလမ်းညွှန်တဲ့အတိုင်းမသွားရင်ဘယ်ရောက်မလဲငါလမ်းညွှန်တဲ့အတိုင်းသွားမှရောက်မှာပေါ့လို့မြတ်စွာဘုရားဖြေလိုက်တယ်အဲ့ဒီဥပမာနဲ့ဖြေတယ်အဲ့ဒီမှာပုံနာရက်တော်ပေါက်သွားပြီးတော့ရှင်ဂေါရမတဲ့လောကစာပုဂ္ဂိုလ်မျိုးမျိုးရှိတယ်ဘုန်းကြီးဝတ်လာတဲ့ပုဂ္ဂိုလ်တွေကမျိုးမျိုးရှိတယ်တချို့ကအတ္တတာရှုံချချက်မရှိဘူးယုံကြည်ပြီးတော့ဝတ်ထားတာမဟုတ်ဘူးသာသနာ့အလုပ်တွေပေါ်မှာယုံကြည်ပြီးတော့နိဗ္ဗာန်ကိုဆုံးဖြတ်ယုံကြည်တဲ့စိတ်နဲ့ဝတ်ထားမဟုတ်ဘူးတဲ့အတ္တတာယုံကြည်ချက်မရှိကြဘူးစီဝိကတ္ထာအသက်မွေးဝမ်းဆောင်ချောင်မှုအစားချောင်လို့ဘုန်းကြီးဝတ်လာတယ်နတ္တတကာရသမနာဂရိယမဖြစ်တာတကယ်ယုံကြည်လို့ဘုန်းကြီးဝတ်တာမဟုတ်ဘူးတဲ့နော်ယုံကြည်လို့ဘုန်းကြီးတထာစိတ်တက်ကလည်းမယိုးဖြောင်ဘူးမာယာဝီနောလက်စားတတ်တယ်ကိတ္တပိနောခောက်ချစ်ကြတယ်ဥဒ္ဒတာစိတ်ကလည်းတည်ငြိမ်မှုမရှိဘူးဩနလားမာနဤတစ်ခွဲသားနဲ့နေကြတယ်စပလ
ပေါ်ချော့နေကြတယ်မုခရာနှုတ်ချမ်းနေစကားပြောချမ်းနေကောင်းနှုတ်ကိုမထိန်ဘူးဝိကိဏဝါစာနော်ဘယံမရပြောတတ်တယ်ဣန္ဒြိယသူအကုဋ္ဌထွာတာဣန္ဒြိကိုမထိန်သိမ့်ဘူးဘောဇနိအမတ္တိညုနောအစားစားနဲ့ပတ်သက်ပြီးတော့အသိပညာမရှိဘူးသာဂရိယအနနုယုတ်တာနိုးကြတက်ကြွပြီးတော့ကြိုးစားမှုမရှိဘူးတာမင်းကြီးနပိခအောင်နော်ယန္တရားနဲ့ပတ်သက်ပြီးတော့ခီးမဆိုင်ဘူးသိက္ခာယသနဒိဗ္ဗခါရောကိုကျင့်သိက္ခာနဲ့ပတ်သက်ပြီးတော့အလေးနဲ့မထားဘူးဘာဟုလိကာနော်ပစ္စည်းလည်းပါပေါ်အောင်လုပ်တယ်တာထလိကာကျင့်ရမယ့်တရားကိုရှော့ရှော့ပေါ့ပေါ့နေတယ်ပေါ့ပေါ့ရော့ရော့နေတယ်ဥက္ကမဏိဘုဗ္ဗင်္ဂမဘယ်တော့ဖြစ်ဖြစ်စိကံပိုင်းမှာလိုက်နာဖို့မလုပ်ဘူးချောင်းချောင်းနေတယ်နော်ပဝိဝေကေနိခိတတုတာလွတ်လွတ်လပ်လပ်နဲ့ယန္တရားအထုတ်ဖို့ဆိုတဲ့ကိစ္စတွေမှာသူကလုံးဝကြိုးစားအထုတ်မှုမရှိဘူးကုသိတာပြင်းတယ်ဟိနဝိရိယကြိုးစားအထုတ်မှုလုံးဝမရှိဘူးမௌဒတတိနောတတိလည်းမရှိဘူးအတ္တဇာနာပညာစုဝေလဝေအတ္တဝဟိတာတဘာတွေလည်းမရှိဘူးဝိပန္ဒစိတ်တာစိတ်ကလည်းပဲဟိုရောက်လိုက်ဒီရောက်လိုက်နဲ့တည်ငြိမ်မှုမရှိဘူးထုတ်ပညာအသိပညာလည်းမရှိဧလမိဧလမုခအထုံထိုင်းစကားပြောရင်လည်းမမှန်မကန်နေပြောကြတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ရှင်ဂေါရမဟာပေါင်းသင်းဆက်ဆံမှုမပြုဘူးဆိုတာထင်ရှားတယ်ပေါ့ဆိုလိုတာကတော့အရေးချင်းမရှိတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားထည့်မတွက်ဘူးပြောနော်ရှေးပဏ္ဏတိကုလပုဒ္ဒါတချို့မျိုးကောင်းသားတွေကတတ္တာယုံကြည်ခြင်းရှိကြတယ်ယုံကြည်ပြီးတော့ပပ္ပစိတယံဖြစ်လာကြတယ်အတ္တထာကောက်ကျင့်မှုမရှိကြဘူးအမာယဝိနောမလှည့်စားဘူးအခိတပိနောစင်လဲမှုတွေမရှိကြဘူးအနုဒ္ဒတာစိတ်ဓာတ်တည်ငြိမ်ကြတယ်အလုံးလားမာနမရှိကြဘူးအစပလာကိုတတ္တနဲ့မနေကြဘူးအမုခရာနှုတ်ကဗယံမရာနှုတ်ချမ်းမှုမရှိကြဘူးအဝိကိဏဝါစာဘယံမရာစကားပြောတာမရှိဘူးဣန္ဒြိသူကုဋ္ဌတော်ရတာဣန္ဒြိတွေပေါ်မှာထိမ့်သိမ်းဆောက်ကြောက်ကြတယ်ဘောဇနိမတ္တညုတာအစားစားနဲ့ပတ်သက်ပြီးတော့အသိပညာရှိကြတယ်သာဂရိယအနုယုတ်တာနိုးကြတက်ကြွစွာကမ္မထံတရားအထုတ်ကြတယ်တာမင်းကြီးပိခမရှမ်းဘဝယံဖြစ်ရခြင်းအကျိုးပေါ်မှာအမြဲတမ်းမျှော်လင့်ပြီးတော့နေကြတယ်သိက္ခာယတိဗ္ဗကတော့ကိုကျင့်ရမယ့်အကျင့်တရားပေါ်မှာအလေးနဲ့ထားကြတယ်နဘဟုလိကပစ္စည်းလေးပါပေါ်မြောက်အောင်ဘယ်တော့မှမလုပ်ဘူးနတတလိကရှော့ရှော့ပေါ်ပေါ်စိကံဥပဒေကိုရော့ရော့ရဲမလုပ်ဘူးဥက္ကမဏိနိခိတထူတာဆိုပေါ်ပေါ်ရော့နေတဲ့ပေါ်မှာလုံးဝခီးမဆိုင်ဘူးနော်ဘဝိဝေကေပုဗ္ဗင်္ဂမှာကင်းကွာလွတ်လပ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုပေါ်မှာကြိုးစားအထောက်မှုရှိကြတယ်အရဒဝိရိယထက်သန်ကြတယ်ပဟိတတနိဗ္ဗာန်ကိုဆေလွတ်ထားပြီးအသက်နဲ့ခန္ဓာကိုမငဲ့ပဲနဲ့နိဗ္ဗာန်ကိုဥတည်ချက်ထားကြတယ်ဥပဋ္ဌိတတတိနောတတိမြဲကြတယ်တမ္ပဇာနာအစဉ်ကျုံတရားရှိတယ်သမာဟိတာဧကယစိတ်တာစိတ်တည်ငြိမ်မှုတွေရှိကြတယ်ပညာဝန္တော်အသိပညာရှိကြတယ်အနေလမုခာထုံအာကြီးတွေမဟုတ်ကြဘူးတဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ရှင်ဂေါရမကအတူနေတာကိုပြောတယ်ဆိုပြီးတော့အဲ့သင်္ချာဆရာကြီးကလျှောက်တယ်အရှင်ဂေါရမဥပမာမယ်အမြင့်နန္တာတွေထဲမှာကရမေအမြင့်ဟာအကောင်းဆုံးဖြစ်တယ်နော်အမြင့်နန္တာတွေထဲမှာကရမေရဲ့အမြင့်ရဲ့အနတ်အကောင်းဆုံးပဲအနှစ်အရသာတွေထဲမှာစန္ဒကူလောဟိတစန္ဒကူနီရဲ့အနှစ်အနတ်ဟာအကောင်းဆုံးပဲအပွင့်ကဖြစ်တဲ့အနတ်တွေထဲမှာတဲ့မြတ်လေးပါးနတ်ကအကောင်းဆုံးပဲအဲ့ဒါလိုပဲတဲ့ဒီကနေ့ခေတ်ပေါ်တရားတွေထဲမှာအရှင်ဂေါရမရဲ့အဆုံးအမဟာအကောင်းဆုံးပဲဒါသူပြောတာနော်ရှင်ဂေါရမရဲ့အဆုံးအမဟာအကောင်းဆုံးပဲဆိုပြီးတော့အဘိက္ခဏဘောဂေါရမအဘိက္ခဏဘောဂေါရမရှင်ဂေါရမရှင်းပြတာ
နှစ်သက်ကျင့်တ်เสียကောင်းလာပါတယ်တဲ့ရှင်ဂေါရမရှင်းပြတာဟာမှောက်ထားတဲ့အရာကိုလှန်လိုက်သလိုဖုံးကွယ်ထားတဲ့အရာကိုဖွင့်ပြလိုက်သလိုလမ်းမနေတဲ့ပုဂ္ဂိုလ်ကိုလမ်းညွှန်လိုက်သလိုအမှောင်ထဲမှာစီဗီထွန်းပေးလိုက်သလိုအကုန်လုံးရှင်းတဲ့လင်းနဲ့ဖြစ်သွားလို့အရှင်ဂေါရမဟာဒီတိုင်းပဲရှင်ဂေါရမဟာရှင်းရှင်းလင်းလင်းဖြစ်အောင်နဲ့တရားကိုရှင်းပြခဲ့ပါတယ်ဒါကြောင့်အကျွန်ုပ်ဟာရှင်ဂေါရမကိုတရားတန်ခါနဲ့အတူတူကရှင်ဂေါရမကိုစိတ်ကပ်ပါတယ်ဒီကနေ့ကစပြီးရှင်ဂေါရမရဲ့ဥပဒကအဖြစ်အတိမပြုတော်မူပါလို့ဒီသုတ်တံမှာအဲ့ဒါနဲ့ဆုံးသက်ထားတာဖြစ်တယ်နော်အဲ့တော့ဒီသုတ်တံမှာမှတ်သားစရာကောင်းတာတော့သူမေလို့မြတ်စွာဘုရားဖြေတာပဲဘုရားဘာသာရဲ့လမ်းစဉ်ရဟန်းဘဝရောက်ရှိလာပြီဆိုရင်ဒီလမ်းစဉ်နဲ့သွားတာဘသူပဲဖြစ်ဒီလမ်းစဉ်နဲ့သွားတာပဲအဲ့ဒီလမ်းကြောင်းကြီးဟာတိတိကျကျတိတိကျကျရှိတယ်အဲ့တိတိကျကျရှိတဲ့လမ်းကြောင်းအတိုင်းလိုက်နာကျင့်သုံးရမှာဖြစ်တယ်ဆိုတာဒီသုတ်တံမှာရှင်းရှင်းကြီးဖော်ပြထားတာဖြစ်လို့တရားချက်ကသူတော်စင်ပရိသတ်ပေါင်းတို့မြတ်ဗုဒ္ဓရဲ့လမ်းစဉ်ကျင့်စဉ်တွေဟာအထင်ရှားရှိနေသည့်အတွက်ကြောင့်တို့တွေလမ်းဆုံးပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုသွားခြင်းနဲ့ဆိုရင်ဒီလမ်းကြောင်းအတိုင်းမလွဲမသွေလိုက်နာကျင့်သုံးကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သား၍ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာအရှင်ဖေယဖေယတို့တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်းရဲခြင်းပါပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖအဖိုးဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံရှင်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း